안녕하세요, 민글라바. 같이 일하는 사나 주소바래. Subscribe လုပ်ပြီးတော့မှ notification လေး on ထားပြီးပါနော် ဒီနေ့မှာတော့ basic Korean lesson ကိုရီးယားအခြေခံသင်ခန်းစာ D1 ကိုလေ့လာသွားမှာဖြစ်ပါတယ်ဒီမှာဘာကိုစပြီးလေ့လာမလဲဆိုရင် given moom basic vowels ပေါ့နော်အခြေခံသရ10လုံးကိုလေ့လာသွားမှာဖြစ်ပါတယ်ဘာလဲဆိုရင် a ya o yo o yo u yu e ဒါလေးတွေကိုသိစိတ်လေ့လာသွားမယ်နော်ပထမဆုံးနှလုံးကဘာလဲဆိုရင် a ya အဲ့တော့ဒီဟာလေးပေါ့နော်ဒီသူရေးရင်းကြီးကဒီပထမဆုံးတောင်းလိုက်မြင်းချောင်းလေးတစ်ချောင်းရှိမယ်ပြီးရင်ညာဘက်ကိုမြင်းချောင်းလေးသေးလေးရှိမယ်ပေါ့နော်တစ်ချောင်းဆိုရင်ဒီမြင်းချောင်းသေးသေးလေးကတစ်ချောင်းဆိုရင်အာမြင်းချောင်းသေးသေးလေးဒီနှစ်ချောင်းဆိုရင်ယာပေါ့နော်အာယာနောက်တစ်ခုတမယ်ဒါကြတော့ခုနအာယာနဲ့ပြောင်းမယ်သူကဘယ်ဘက်ကနေပြီးတော့မြင်းချောင်းသေးလေးကနေစရတယ်နော်မြင်းချောင်းသေးသေးလေးစရင်ပြီးတော့ဒါဆိုရင်အော်နှစ်ချောင်းဆိုတော့ယောခုနအာနဲ့ယာနဲ့မတူနော်ဒါဒီအော်ယောနောက်တစ်ခုကကြတော့ဒါဒီမြင်းလေးပေါ့နော်မြင်းလေးကမိုးပေါ်ထောင်နေဒါထောင်တောင်းလိုက်လေဆိုရင်ဒါဒီအိုနှစ်ချောင်းဆိုတော့ယောအိုယောနောက်တစ်ခုလေးတောင်းမယ်နော်ဒါဒီမြင်းချောင်းလေးကလဲနေမှာပေါ့နော်အဲ့တော့ဒါဒီဦးနှစ်ချောင်းဆိုတော့ယူခုနအိုယူနဲ့ဦးယူနဲ့လည်းမှားတတ်တယ်လို့ခုနအာယာနဲ့အော်ယောနဲ့လည်းမှားတတ်တယ်ပေါ့နော်အဲ့တော့ဦးယူနှစ်ချောင်းဆိုရင်ရတန်ထန်နော်ယူနောက်ဆုံးတစ်ခုဒါအေးအဲ့လိုတမ်းမဟုတ်နော်အလည်းမင်းညင်းလိုက်အဲ့လိုမျိုးတအဲ့လိုမျိုးဖြစ်ရမှာနော်ဒီလိုတောင်းလိုက်မြင်းချောင်းလေးတစ်ချောင်းလေးဖြစ်တာဒီအီတန်အဲ့တော့ပြန်ပြောကြည့်မယ်နော်အချင်းတရစေလုံးနောက် given moom ပြန်ပြောကြည့်မယ်အာယာအောယောအိုယိုဦးယူအီပြန်ပြောကြည့်မယ်အာယာအောယောအိုယိုဦးယူအီအာယာအောယောအိုယိုဦးယူအီအာယာအောယောအိုယိုဦးယူအီဒီတိုင်းလေးပေါ့နော်အဲ့တော့ဒီနေ့သင်ခန်းစာတော့ဒီကြည့်ပါပဲနောက်နေ့မှတွေ့ပါမယ်like share subscribe လုပ်ထားဝင်မင်းနဲ့နော်ကျေးဇူးတင်ပါတယ်감사합니다